ကင်းကန်ရဲ့အသေးခွဲကိုနဲ့ဖိုင်နယ်တက်ခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ YGN Titan Sport ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေအာဆင်နယ်ကိုဒုတိယလိုခေါ်ကြတာဖလားလူပွဲကနောက်ကောက်ကြတဲ့အဆင့်လာအပြင်တခြားအသင်းတွေစီကအကြားကောက်တဲ့အကျင့်ရှိတာကြောင့်လည်းပါဝင်ပါတယ်အာဆင်နယ်ကိုသူတို့စီမှာမသုံးတော့တဲ့ကစားသမားတွေအများနဲ့ပြန်ရောင်းပေးနေကြတာကတော့မြို့ကန်ပြန်မဲ့ Chelsea ဖြစ်ပါတယ်Chelsea ကတော့သူတို့ဟာအာဆင်နယ်ကိုဂျင်းထဲနိုင်တယ်လို့အခေါက်တိုင်းထင်နေကြပေမဲ့ဒီခါတော့ Chelsea တို့ကိုတက်ကိုစုခဲ့ကြပါတယ်Chelsea ဟာဒီတစ်ပတ်ဂျားရဲ့မှာအာဆင်နယ်ကိုကာရာဘောင်းဖလားဆီမီဖိုင်နယ်ဒုတိယအကြော့ဖြင့်အမ်ဘရိတ်မှာလာရောက်ရှင်မြန်ကစားခဲ့ပြီး1-0နဲ့ရှုံးနိမ့်ခဲ့ပါတယ်အာဆင်နယ်ကဖလားလေးလုံးအာယုံဆိုင်နေရတဲ့အသင်းဖြစ်တာကြောင့်တချို့ကစားသမားတွေကိုအနာပေးထားပြီးလူစင်းနေရာအပြောင်းလဲပြုလုပ်ခဲ့ပါတယ်Chelsea ဘက်ကလည်းရိုစင်ညာကကစားကွက်ပါပြောင်းလဲလာပြီးစမ်းသပ်ကစားနေခဲ့တာကြောင့်အာဆင်နယ်တို့တပွဲလုံးလောရကန်ရခက်ခဲပြီးအခွင့်အရေးရှာဖွေမရဖြစ်နေပါတယ်ဒါပေမဲ့ပထမကြော့ Stamford Bridge မှာတော့အာဆင်နယ်က3-2နဲ့နိုင်ရရှိထားပြီးဖြစ်တဲ့အတွက်ဂိုးရဖို့တေးပြီးစ조사နေစရာမလိုပဲရလက်ထင်းယုံကစားနေလို့ရခဲ့ပါတယ်Chelsea ကကန်ချက်တွေတတိုင်းတိုင်းနဲ့14ချိန်တောင်ကန်ခွင့်ရခဲ့တာပါဒါပေမဲ့နှစ်ချိန်ဂိုးပေါက်တက်လိုက်တာကလွဲရင် Chelsea တို့လောက်လာအားထုတ်ခဲ့တာဘာမှမရှိခဲ့ပါဘူးအာဆင်နယ်ဘက်ကတော့ကန်ချက်5ချိန်နဲ့ရှိခဲ့သလိုတိုက်စစ်မှုဗီတာယိုကာရက်ဆိုရင်ပထမပိုင်းတစ်ပိုင်းလုံးဘောလုံးထိချက်3ချိန်တဲသာရှိတဲ့အထိအခြေအနေဆိုခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမိနစ်မှာဒိုင်လူကြီးကအချိန်ပြည့်နေတာကိုမမုတ်ပဲထားတော့ကာနာတိုင်းစစ်ကနေခွင့်ရရှိပြီးကိုင်နာဘက်ကနောက်ကျအသေးခွဲကိုသွင်းယူလို့ Chelsea ကို1-0နဲ့နိုင်ရရှိခဲ့ပါတယ်အာဆင်နယ်ကနှစ်ကြော်ပေါင်း၄-9နဲ့အနိုင်ရရှိခဲ့ပြီးဖိုင်နယ်တက်နိုင်ခဲ့တာကြောင့်ဖလားလေးလုံးခီးအတွက်ဝင်ပါလီကနေပထမဆုံးဖလားစယူပြနိုင်တော့မှာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်